ခုကတော့ယတိရဲ့ယတိမမေရမိမောင်တိတ်သွားစားမှာဖြစ်ပါတယ်ဒါကတော့ယတိမေမေပါယတိပဲတော့ပါပြီးတော့ယတိရဲ့အချက်ဆုံးတရားလို့ပြောလို့ရပါတယ်အခုကဆိုင်ကိုရောက်ပါပြီကကြီးကိတ်ဆိုင်သွားပြီးတော့ကကြီးကိတ်မကြိုက်ဘူးဆိုတော့ဘာစားရမလဲမသိလို့တော့တိုင်ပတ်နေပါပြီဘာစားရမလဲတိုင်ပတ်လို့ဆိုပြီးတော့တရွက်ပြီးတရွက်လှန်ပြီးတော့ရွေးလိုက်တာနောက်ဆုံးကျတော့ what beef steak မှာဖြစ်လိုက်ပါတယ်ယတိဟင်ပွဲရင်မှမဲ့လည်းမမေဟင်ပွဲကအရင်ရောက်လာတဲ့တော့မမေစားရလေးကိုအရင်ဆုံးမျှော်ကြည့်နေပါတယ်ငါဟင်လေးဘယ်တော့ရောက်လာမလဲဆိုပြီးမျှော်နေရနေရောက်လာပါပြီရောက်ချင်းမှမခံနိုင်တော့လို့စားလိုက်ပါတယ်သူကကိုယ်ရွှဲလေးရဲ့အသေးနဲ့မိုးစုံပါတာဖြစ်တဲ့အတွက်ယတိကတော့အရေးလေးကိုစမ်းပြီးတော့ထမင်းနဲ့စားလိုက်ပါတယ်ဘိုက်တရားတအားစားနေပါပြီတကယ်တမ်းစားလိုက်ရောဟင်းပွဲတစ်ပွဲကိုယတိတယောက်တည်းမကုန်ပါဘူးသူကတပွဲဆိုရင်အများကြီးပါတာပေါ့နော်ယတိစားတဲ့ဟင်းပွဲဆိုရင်ထမင်းနှလုံးမှာပြီးတော့လူ2ယောက်3ယောက်လောက်တော့စားလို့ရတယ်ဒါပေမဲ့ယတိကတယောက်တည်းကိုအောင်စားခဲ့လိုက်ပါတယ်ဒါကတော့ယတိစားတဲ့ what beef steak နဲ့ထမင်းလုံးပါအခုတော့စားလို့ပြပါပြီအချိန်ရလဲ9 နာရီကျော်နေပါပြီ10 နာရီမှတင်တန်းရှိရဲအတွက်အိမ်ကိုအမြန်ဆုံးနည်းနဲ့ပကတ်လုံးစီးပြီးတော့ပြန်ရပါတော့မယ်ဒါတော့အိမ်ပြန်လန်းလေးပါအခုတော့ယတိအိမ်ပြန်ရောက်ပါပြီတွားချင်တဲ့နေရာလေးတွားပွားရေးစားချင်တဲ့အရာလေးစားပွားပြီးဆိုတော့ယတိအခုကစားလို့ကတော့ပါမယ်ယတိဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်